ဒီနေ့တော့ဒီ2 ပေါက်အချောင်းလေးကိုအသေးစိတ်ဆက်ပြီးတော့လေ့လာရအောင်ပထမဆုံးကျွန်တော်ဒီအောက်မှာတပ်ပုံနှစ်ပုံခေါ်ထားတယ်အဲ့ဒါကျွန်တော်ဒီတပ်ပုံကိုဖွင့်လိုက်ပါမယ်ဒီမှာဒီကနေဒီထိကို move selection tool ဆိုပြီးတော့ကျွန်တော်မှတ်ယူရအောင်အဲဒီမှာ crop and slide tool ကမှသူများပြထားတဲ့အတိုင်းဖြစ်ပါတယ်မှာ measurement tool တဲ့ဟုတ်ပြီအဲ့ဒါလေးလိုက်ချက်ထားရအောင်ဒီကနေဒီထိကကျွန်တော်လိုက်မှတ်ထားမှာဖြစ်ပါတယ် retouching and painting tool ဆိုပြီးတော့မှတ်ယူလိုက်ပါအုပ်စုလေးကိုခွဲပြီးမှတ်ချင်အားဖြင့်ကျွန်တော်တို့က Photoshop ကိုအသုံးပြုတဲ့အခါကျရင်လေ့လာရလွယ်ကူစေမှာပါ drawing and type tool တဲ့ဒါကဒီထိဖြစ်ပါတယ်အဲဒီမှာ navigation tool ကဒီနှစ်ခုဖြစ်ပါတယ်အဲ့တော့ဒါကတော့2ပေါက်ရဲ့ဒီခုလိုဒီ2ပေါက်ထဲမှာပါဝင်တဲ့အရာတွေကိုကျွန်တော်တို့ဒေးစိတ်အုပ်စုခွဲလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီခုဒီပုံမှာကျွန်တော်အုပ်စုခွဲလိုက်တာလေးကိုကျွန်တော်မှတ်ထားဖို့လုပ်ပါတယ်အဲ့တော့ဒီထဲမှာပါတဲ့အသေးစိတ်ကိုကျွန်တော်ဆက်သွားရအောင်ဆက်သွားမယ်ဆိုရင်ဒီminimize လေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်ဒီတပ်ပုံလေးကဒီနေရာမှာလာဝင်တော့အဲ့တော့ပထမတစ်ပုံဟုတ်ပြီဒီဒုတိယတစ်ပုံဖြစ်တဲ့တရားကိုလာရွေးလိုက်မယ်ဟုတ်ပြီနှိပ်လိုက်မယ်ဟုတ်ပြီအဲ့တော့ဒီပုံလေးကို zoom ဆွဲပြီးကြည့်ရအောင်မှန်တော့သူဘေးနားမှာ ABC တွေကျွန်တော်လိုက်ကတ်ထားတာအုပ်စု A အုပ်စု B အုပ်စု C အုပ်စု D စသဖြင့်အဲ့လိုမှတ်ယူရမှာဖြစ်ပါတယ်ဆက်စော group ပုံစံမှတ်လိုက်တဲ့ဟာတွေကိုကျွန်တော်တို့ဒီမှာဟုတ်ကဲ့ဒါကတော့ A ဆိုတဲ့အုပ်စုမှာ selection tool ဆိုတဲ့ခေါင်းစဉ်အောက်မှာတခုပါဝင်လဲ move tool ဒီမှာစသဖြင့်เนาะဒီမှာသူဘေးနားမှာဂွန်းဖွင့်နဲ့ M ဆိုရေးတာဒါတွေက shortcut key ကိုပြောတာဖြစ်ပါတယ်ကျွန်တော်တို့ keyboard ကနေနှိပ်မယ်ဆိုရင် keyboard clock M လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီ rectangular မကွစ်ထိုးကိုကျွန်တော်တို့ချက်ချင်းရောက်သွားမှာဖြစ်ပါတယ် select ဝင်တော့မှာဖြစ်ပါတယ်ဒါကိုသူက selection tool လို့ခေါ်တာဖြစ်ပါတယ်ဒီအောက်ကဟာတွေလည်းစသဖြင့်ဖြစ်ပါတယ်ဒီမှာ lasso tool ဆိုရင် shortcut key က L เนาะနှိပ်လိုက်တာနဲ့တခါတည်း lasso tool ကိုသူကရွေးချယ်ပြီးသားဖြစ်တော့မှာဖြစ်ပါတယ်ဟုတ်ပြီဒီအုပ်စု B မှာဆိုရင် crop and slide tool ဆိုတာတွေ့ရမှာဖြစ်ပါတယ်ဒီမှာ crop ဆိုတဲ့ဟာတော့ဒီပုံစံလေးနဲ့သူ shortcut key က C ကိုနှိပ်လိုက်တယ်ဆိုရင်ဒီ crop icon လေးကိုကျွန်တော်တို့ချက်ချင်း selection တော့ဝင်မှာဖြစ်ပါတယ်ဒီအောက်ကဟာတွေကကျွန်တော်တက်ဆိုင်ရာကျွန်တော်မှတ်သွားမှာဖြစ်ပါတယ်ဒီခု C ဆိုတဲ့အုပ်စုမှာက measuring tool ဆိုတဲ့အရာတွေကလည်းဒီတိုင်းလေးကျွန်တော်တို့ရှိနေတာတွေ့ရတယ်ရှိဒီအုပ်စုဒီမှာဆို shortcut key တွေဒီလိုမျိုးရှိပါတယ်အုပ်စုဒီထိအုပ်စု E မှာကြာမှာ painting tool မှာပါလဲ brush သူရဲ့ shortcut key က B ပေါ့စသဖြင့်မှာသူ icon လေးရတယ်မျိုးလေး selection တော့ဝင်မှာဖြစ်ပါတယ်ဒီ B keyboard ပေါ် B ခလုတ်လိုက်နဲ့လာတဲ့ဒီ brush ရဲ့ရွေးချယ်မှုကဒီအောင်တစ်ခါတည်း select တော့ဝင်မှာဖြစ်ပါတယ် F မှာ drawing and type tool ကျတော့ပါဝင်လဲဆိုရင်ဒီဟာတွေပါပါတယ်အသေးစိတ် okay ကျွန်တော်ဒီဘက်ဆက်ကြည့်မယ်ဆိုရင်မှာဒါတွေပါတယ်ဒီ G မှာတော့ navigation tool မှာဆိုတော့ဒီဟာတွေပါဝင်ပါတယ်ဒီခုလက်ရှိကျွန်တော်လက်ပုံစံပြနေတဲ့ဟာဒီ navigation tool တွေက H ကိုကျွန်တော်နှိပ်ပြီးတော့တုံးပြနေတာဖြစ်ပါတယ်ဟုတ်ပြီနောက်ပိုင်းမှာပြန်တွေ့မယ်ကျေးဇူးအများကြီးတင်ပါတယ်